ကျမတို့ဒီနေ့လူအခွင့်အရေးနေ့ဆိုရင်ကျမတို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဟာကျမတို့ဘယ်လိုမှမခံနိုင်ပါဘူးဒီလူအခွင့်အရေးဆိုတာဟာလူတိုင်းရတင်ရထိုက်တဲ့အရာဖြစ်တဲ့အတွက်ကျမတို့ချင်းလူမျိုးတွေတာမကမြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားများအားလုံးရရှိဖို့ရန်နဲ့ဒီ2010ရွေးကောက်ပွဲနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့2010ရွေးကောက်ပွဲကိုကျမတို့အတွက်လူအခွင့်အရေးလုံးဝမရှိဘူးဆိုတာကျမတို့သိရှိတဲ့အတွက်ဒီအရာကိုကျမတို့လုံးဝလက်မခံနိုင်ပါဘူးအဲဒါကြောင့်ကျမတို့ဒီမိုကရေစီရရှိဖို့ရန်အတွက်နဲ့လူအခွင့်အရေးအပြည့်အဝရရှိဖို့ရန်အတွက်ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလက်တွဲကြိုးပမ်းကြပါစို့လို့ကျမပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့မြန်မာနိုင်ငံလူခွင့်ရေးပေါ့လူငယ်ကလည်း20နှစ်ကနေပြီးတော့နာပါစီအုပ်စုရဲ့လက်ချက်ကြောင့်တပ်ဆုံးခဲ့တဲ့အာဒီကျောင်းသားကိုဖုံးမော်ရဲ့နေ့ကိုမြန်မာနိုင်ငံလူခွင့်ရေးနေ့ဖြစ်ကျွန်တော်တို့သတ်မှတ်ခဲ့ပြီးတော့မြန်မာနိုင်ငံမှာလူခွင့်ရေးတွေပြန်လည်ရရှိမှုအတွက်ကိုကျွန်တော်တို့တွေရောက်ရှိရနိုင်ငံတိုင်းမှာကြိုးစားခဲ့ကြတယ်။သို့တော်လည်းပဲကျွန်တော်တို့နိုင်ငံမှာလူခွင့်ရေးချိုးဖောက်မှုတွေဟာလွန်ခဲ့တဲ့20နှစ်ထက်ပုံမပြင်းထန်ပြီးတော့ပုံမဆိုးဝါးပြီးတော့နေတဲ့ဆိုတာကိုကျွန်တော်ဗမာနိုင်ငံသားတွေရောကမ္ဘာနိုင်ငံတည်တည်ရပါဒါကိုသိနေမြင်နေကြတယ်အခုတစ်နှစ်မြောက်နှစ်ပတ်လည်နေ့အချိန်ခါမရောက်ခင်လေးမှာပဲနောက်မှစေုပ်စုရဲ့အင်မတန်မှကောက်ကျစ်စင်းလေးရတဲ့အကြံဉာဏ်နဲ့တရုပ်ပေါ်လာတဲ့ဒီကောက်ပွဲကော်မရှင်နဲ့ဒီကောက်ပွဲလူဦးတွေကိုထွက်လာခဲ့ပါတယ်အားလုံးကျွန်တော်တို့ထင်တဲ့အတိုင်းပါပဲသို့တော်လည်းပဲတကဘာလုံးကနာမပြုတ်စုကအဲ့လောက်တော့အာဏာယူလိုက်မယ်လို့မထင်ဘူးဆိုတော့ဓာရနေပြီးတော့ဒီကောက်ပွဲဥပဒေတွေမှာကျွန်တော်တို့ရဲ့လူသားကောင်းဆောင်တော်ဆန်းစုကြည်ကိုဒီကောက်ပွဲမှာပါဝင်ပတ်သက်ခွင့်မဲပေးခွင့်တော့ပေးမိထားပါတယ်ပြီးတော့လူသားဒီမိုကရေစီအဖွဲ့ချုပ်မှာတော်ဆန်းစုကြည်ကိုချင်းချခံရတဲ့လူတွေကိုလက်ခံနိုင်မယ်ဆိုရင်ဒီပါတီကိုတက်သိမ်းနေမယ်ဆိုတဲ့အခြေအနေဒီဥပဒေတွေကိုပြဋ္ဌာန်းထားပါတယ်ကျွန်တော်တို့တွေကနာမပေးမှနာမကမ်းမှကျွန်တော်တို့လူချင်းတဲ့ဟာတွေရနိုင်မယ့်နေရာမျိုးမှာကျွန်တော်တို့လက်မခံနိုင်ပါဘူးနာမဘလောက်ပဲပြင်းထန်ကျွန်တော်တို့တွေလုံးဝလက်မခံဘူးဘယ်တော့မှတော့မဆုံးဘူးဗမာနိုင်ငံမှာကျွန်တော်တို့တွေလိုအပ်တဲ့အနေအထားတွေလိုအပ်တဲ့အခွင့်အရေးရလာတဲ့အထိဘလောက်ပဲဆုံးဘလောက်ပဲဒီမှာခါရဘလောက်ပဲဆုံးခါဖြစ်ကျွန်တော်တို့တွေရှေ့ဆက်ပြီးတော့ဒီကြီးကိုဆက်ရှောင်မယ်လို့ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေရာမှာဒီမှာနိုင်ငံမှာရှိနေတဲ့ဘူပေါင်းဆောင်ရဲ့အေကော်မတီရဲ့ကိုစားကျွန်တော်ပြောချင်တာကတော့ဒီထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဒီနေ့ပြပြောမယ်ဆိုလို့ရှိရင်လူသားဒီမိုကရေစီဖွဲ့ချုပ်ခေါင်းဆောင်တွေကပြည်သူလူထုရဲ့အကျိုးကိုတည်ဖို့အတွက်နာဖပေးတဲ့နာဖသနာတဲ့အခွင့်အရေးလေးနဲ့ယူပြီးတော့ဒီကောက်ပွဲဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ1990မှာ1988ခုနှစ်ပြည်သူ့ရေးဝန်တွေမှာအာဏာအတင်းခဲ့တဲ့ကျွန်တော်တို့တွေဂျုံသားခဲ့တဲ့ပြည်သူ့ခေါင်းဆောင်တွေရဲ့အနေအထားနေပြီးတော့ဂုဏ်သိက္ခာတွေကျဆင်းသွားပါလိမ့်မယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရေစီနေတဲ့အခုနာမစေုပ်စုရဲ့ဒီကောက်ပွဲကော်မရှင်ကိုရေစီစေုပ်စုရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခုကျင်းပမဲ့2010ရွေးကောက်ပွဲကိုမှဘယ်နည်းနဲ့မှလက်ခံမှာမဟုတ်ဘူးကျွန်တော်တို့မရရတဲ့ချိန်အထိမရရတဲ့နည်းနဲ့ချစ်ချက်သွားမယ်ဆိုတာကိုပြပသားပြောရင်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီမှာ
国内では現在もアンサー通信をまた子供たちも兵士にされ勉強することもままならない状態です。私たちビルマ人に人権がないということは今日のこの日に日本の皆様に知っていただきたいと思います。アサス自身と総市民のプロリーダーたちの解放しよう。ビルマの人権侵害を直ちにやめろビルマの人権侵害を直ちに2008年の憲法反対2008年の憲法反対2010年総選挙2010年総選挙三者対話をすぐに始めろ三者対話をすぐに始めろ始めろやめろビルマの人権